Hello မင်္ဂလာပါတငယ်ချင်းတို့အောင်မြင်မှုတွေလူချင်းစိတ်ဆေးရမယ်ဟုတ်လားစိတ်ဆေးမှကိုလူချင်းတဲ့ပန်းတိုင်ရောက်စိတ်ဆေးအောင်တော့တွားမယ်ကိုကလည်းနေ့တိုင်းတွားပြီးနေ့တိုင်းလုပ်ပြီးပုံမှန်လေးပေါ့ကိုနေ့တိုင်းလုပ်တဲ့အလုပ်လေးပုံမှန်လေးသာလုပ်ရပြီအဲ့ဒါဆိုရင်အောင်မြင်မှုဆိုတာမရဘူးဆိုတာမရှိဘူးရောက်ဘာလဲတူပဲအခုမှပုံမှန်လေးတွားနေတော့မရှိတယ်အောင်မြင်မှုလိုချင်တယ်အောင်မြင်မှုလိုချင်တာနာမည်ကြီးချင်လို့မဟုတ်နာမည်ကြီးရင်လို့မဟုတ်ဘူးသူများကိုဖိနှိပ်ဖို့လည်းမဟုတ်ကိုကအောင်မြင်မှုရသွားလို့ရှိရင်ကိုအတွက်လည်းဖြစ်တယ်လို့ကိုနိုင်ငံမှာကိုပြည်သူလူထုတွေတယောက်နဲ့တယောက်နဲ့လက်ဆင့်ကမ်းမျှဝေလို့ရအောင်ပေါ့နော်အဲ့လိုပုံစံလေးမျိုးလေးဖြစ်ပါတယ်နောက်တစ်ခုအမတို့ကအသက်ကြီးသွားတဲ့အရွယ်ဖြစ်သွားပြီဆိုတော့အမတို့အရွယ်တွေကမျှဝေမယ်တွန်းတင်မယ်ဆုံးမမယ်ကိုတက်တဲ့ပညာလေးကိုချပြမယ်စိတ်ဝင်စားတဲ့လူတွေလက်ဝင်ကြည့်လို့ရအောင်ပေါ့နော်အဲ့လိုပုံစံလေးတွေပဲဖြစ်ပါတယ်အမအခုလုပ်နေတာကဆက်ပြလဲလုပ်တယ်ဖျောင်းနိုင်လေးလုပ်တယ်နောက်တစ်ခုအခုပကံလေးတွေပေါ့ကိုနဲ့ကော်ပစ္စည်းနဲ့ပကံလေးတွေပေါ့နော်လှပလေးတွေခလေးတွေတော့လဲကလေးလေးအစုံပေါ့နော်လုပ်ပါတယ်အားကြောင့်မို့တင်ကျင်နေလေးလာခြင်းနေဆိုရင်လာလို့ရတယ်နောက်တစ်ခုအမတို့အရွယ်တွေကစစ်ဆက်ကိုဆိုရင်အိုရတဲ့အချိန်ကြတော့စစ်ဆက်ပြီးအိုဖို့ပဲရှိတော့တယ်နော်အိုဖို့လို့ဆိုတော့အိုရတဲ့အချိန်ကြရင်မလုံးနိုင်မကန်နိုင်နိုင်ဆိုရင်အခုတည်းကတင်ထားတဲ့တင်ယူထားတဲ့တူလေးတွေတူမလေးတွေတော့ကနောက်ဘဝနောက်အချိန်ကြရင်ပေါ့အလားလာကောင်းမှာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်အလုံးကျေးဇူးတင်တယ်နော်အမပြောတာမှလည်းစင်လို့ခွလို့ပါဒါပေမဲ့စူးစမ်းပါအလုံးစူးစမ်းပါကိုစူးစမ်းနေနဲ့မအောင်မြင်ဘူးဆိုတာတော့မရှိဘူးเนาะစူးစမ်းပါလို့တော့ပြောချင်တယ်စူးစမ်းတဲ့အလိုက်လျောက်လဲအတိအပွင့်လေးတွေရပါစေနောက်တစ်ခုကိုနိုင်ငံကြီးရဲ့အမြင်ဆုံးအကြမ်းပါစေကိုနိုင်ငံမှာလဲတယောက်နဲ့တယောက်နဲ့လက်စစ်ကန်နားလည်မှုလေးတွေယုံကြည်မှုလေးတွေနဲ့တယောက်နဲ့တယောက်ဖေးမအကူညီနိုင်ကြပါစေလို့လဲအမတွေကနေဆုတောင်းလိုက်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်အန်ဒီရဲ့လေးကိန်းပေးစင်ရနဲ့ဘယ်လိုပြောမလဲစီးပွားရေးလေးတိုးတက်ကြပါစေလို့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်